ချိန်ငိမ့်တဲ့ကျင်းပါကနော်ရ
ရက်ထဲရွာတဲ့ဝိုင်းညဝုံညရှင်ပြောပြောအမျိုးသားနဲ့အမျိုးသမီးတွေကြာရတာဝန်ယူလို့အားလုံးပြောတို့မျိုးသားတွေဒီလူမှာသိပြောတယ်ကွာလူစံကြရင်ကိုရဲ့သွားဖို့ရုပ်စင်ဖိတ်ကခေါ်မောင်တောင်ဆံပြကျွတ်သူကွာချစ်ရေးပြုံးရေးကိုစီးလက်ဖက်မလစ်လိုက်ရအောင်မျိုးသမီးများကတယောက်တလဲကူလို့အိတ်ခံနေကျမတို့မျိုးသမီးတွေလည်းပြောတာပေါ့ဟောဒီအလူမတို့လည်းပါမျိုးသားတွေထွေးထွေးရေခတ်မန်းတဲ့ဆောက်ကနော်ပင်မနဲ့လို့သဘောမထားဘူးနော်မောတယ်လို့မပြောကြပါဘူးနော်ကိုမကြီးမျိုးသမီးလေးတွေမြင်လိုက်ရရင်ကျွန်တော်တို့အတွက်အားစေလို့ပဲနော်မျိုးသမီးလေးတွေအားစေတစ်ခါလိုပဲကွာဘုံမစိတ်ကိုထားစမ်းမှာတော့ဗုဒ္ဓဘာသာတို့ရဲ့တရှင်ပြုလူဝဲမှာဦးညီတို့ချင်းချင်းပဲနော်မောင်ကြီးနှမတို့စိတ်ထားဖြူဖြူထားစမ်းမှာတော့ပြောလို့စတာကိုအဟုတ်မထင်လိုက်နဲ့တကယ်ထင်လဲအတီးပဲမှတ်လို့ဒီပွဲပြီးရင်အပြေလေးပေးပါနော်အတီးမှတ်ရင်တော့အပြေပေးနော်အပြေပေးနော်ဘာလို့အပြေပေးရမှာလဲကုသိုလ်ပြုတဲ့ပွဲမို့ဒီစကားတွေပြောနေနော်လူကြားရမှာအနေခက်အောင်သူများတွေမြည်ချင်ညာမောင်းခတ်နေရလို့သိကုန်လိမ့်မယ်နော်တိပစီပိုကောင်းတယ်ပိုကောင်းတယ်အလူမလာပြီးတော့ဘာလို့လာပြောနေတာလဲဒီလူမမင်းလည်းအတူတူကိုလည်းအတူတူကုသိုလ်ယူလို့ဝိုင်းငါကူစိတ်ထားဖြူလို့သူပြောပြောကျမတို့မျိုးသမီးတွေမမောနိုင်မပန်းနိုင်ဝိုင်းလို့သာပြောကိုတို့မျိုးသားတွေလည်းစေနာတန်တန်ကူညီခဲ့တယ်နော်စီရောတဲ့ဒိတ်နေနဲ့သောအမျိုးသားမျိုးသမီးတွေအတူတူတန်ခေါ်မျိုးသားတွေခင်းခွေရီခတ်မန်းတဲ့ဆောက်ကနော်ပင်မနဲ့လို့သဘောမထားဘူးနော်မောတယ်လို့ပြောကြပါဘူးနော်ကိုမကြီးမျိုးသမီးလေးတွေမြင်လိုက်ရရင်ကျွန်တော်တို့အတွက်အားသေးလို့ပဲနော်အမျိုးသမီးလေးတွေမြင်လိုက်ရတာအားသေးတစ်ခွက်ပါပဲကွာဘုန်းမစိတ်ထားစမ်းမှာတော့ဗုဒ္ဓဘာသာတို့ရဲ့တရှင်ပြုလူဝဲမှာဦးညီတို့ချင်းချင်းနဲ့နော်မောင်ကြီးနှမလို့စိတ်ထားဖြူဖြူထားစမ်းမှာတော့ပြောလို့စတာကိုအဟုတ်မထင်လိုက်နဲ့တကယ်ထင်ရင်လည်းအတီးပဲမှတ်လို့ဒီပွဲပြီးရင်အပြေလေးပေးပါနော်အတီးမှတ်ရင်တော့ဒီပွဲပြီးရင်အပြေပေးနော်အပြေပေးရမယ်နော်ဘာလို့ပေးရမှာလဲမိတ်ပေါင်းဆွေသားအများလို့မှာအာရုံမဲ့နဲ့မမောနိုင်ပေးရှာလူဝဲကြီးအောင်ကြီးရေလှအားတွေပေးကြစို့ညီညာ
ပေါင်းဆွေသားအများလို့မှာအာဇုမန်နဲ့မမောနိုင်ပေရှာလူဝဲကြီးအောင်ကြီးရေလှုပ်အားတွေပေးသေးကြသူညီညာတို့တွေညီညာကြမှာအလူရှင်များလဲစိတ်ချမ်းသာကြမှာမောင်တို့ရေမေတို့ရာဝိုင်းဝန်းလို့ချင်းဆောင်ရွက်ပါတို့တွေညီညာကြမှာအလူရှင်များလဲစိတ်ချမ်းသာကြမှာမင်းကတွေ့ရင်မိတ်ရင်စိုးကားမျိုးသားမျိုးသမီးပြောရွှင်ဖို့ရာစိတ်မြင့်ခိုင်းမင်္ဂလာဆိုင်ရာအကိုမတို့လိုကြလို့ရာဤလိုက်ပါရဲ့ရောစီတန်သာအလူရှင်များမှာသရာပွား